ခလေးဘွားနော်ဆိုရင်ခဏခဏလေးဝက်စားဖြစ်တဲ့အရန်ကိုကြိုက်ခဲ့တဲ့မြေပဲကျုပ်လေးလုံးမှာပဲဖြစ်ပါတယ်မိရဲ့ဘလော်လေးကိုဆုံးဖြတ်ကြည့်ပေးကြပါအောင်ရှင်ဒါကတော့မြေပဲကိုတစ်ခွက်သုံးထားပါတယ်မြေပဲလေးကိုရေလေးဆေးပြီးတော့မှ10မိနစ်15မိနစ်လောက်စိမ်ပေးထားပါမယ်ကျုပ်ကိုမိက3လုံးသုံးထားပါတယ်စားလေးနှဲငယ်လေးထည့်ပြီးတော့မှကျုပ်လေးကိုခလောက်ပေးထားပါမယ်ကျုပ်သုံးလုံးခလောက်ပြီးသွားပြီဆိုရင်တော့မိကတကြားကိုထမင်းစားဆုံး3ဆုံးထည့်ထားပါတယ်ကျုပ်နဲ့တကြားနဲ့ပေါ့နော်တမသွားအောင်လို့မိကထပ်ပြီးတော့မှွေလိုက်ပါတယ်မွေးတစ်စိတ်ဂျုံမုံလေးတစ်ထုပ်မိကသုံးထားပါတယ်သူကတစ်ထုပ်ကို150 gram ပါတယ်ဂျုံမုံလေးတွေကိုစကားလေးနဲ့ခါချလိုက်ပါမယ်မြေပဲတွေပေါ်မှာကျုပ်အနည်းလေးတွေကိုဖြန့်ပြီးတော့မှလောင်းထည့်ပေးလိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့တမသွားအောင်လို့ခင်းလေးနဲ့မှွေပေးလိုက်ပါမယ်ဒီကျုပ်နဲ့မြေပဲနဲ့ပေါ့နော်အရင်လေးနည်းနည်းလေးအလိုမျိုးလေးဟိုအကုန်လုံးတမသွားပြီဆိုရင်တော့မိကအပေါ်ကနေပြီးတော့ဒီဂျုံမုံလေးတွေကိုဖြန့်ပြီးတော့ထည့်ပေးလိုက်ပါမယ်ဒီဂျုံမုတ်တွေထည့်ပြီးသွားပြီဆိုရင်တော့ပညာသားပါရပေါ့နော်အရင်ဒီမြေပဲတွေနဲ့ဟိုဂျုံမုံတွေကိုအရင်တမသွားအောင်မနေဘူးပေါ့နော်ဖွားဖွားလေးပဲနေမယ်ပြီးသွားပြီဆိုရင်တော့အပေါ်ကနေထည့်ပြီးတော့မှဒီကြုံလေးတွေကိုထက်လောင်းထည့်မယ်နောက်ထပ်ပေါ့နော်ဂျုံမုံလေးတွေကိုဖြန့်ပြီးတော့ထည့်မယ်တချို့မြေပဲဆန်လေးတွေဆိုရင်2ခု3ခုပူးသွားတာလေးရှိရပေါ့နော်အဲ့ဒါလေးကိုအသားလေးခွာပေးလိုက်မယ်ပြီးသွားပြီဆိုရင်တော့အခုနစ်လုတ်ပြထားတဲ့အတိုင်းလေးပေါ့နော်ပကံလေးကိုခါရမ်းပြီးတော့မှဆန်ခါတလိုမျိုးလေးပေါ့နော်လုတ်ပေးရပါမယ်မိကကျုပ်ရည်လေးထည့်လိုက်ဂျုံမိုးလေးဖြူလိုက်ပေါ့နော်ခလိုက်ပြီးရင်ကျုပ်ရည်လေးထည့်လိုက်ပြီးရင်ဂျုံမိုးလေးထည့်ပြီးတော့မှအသားလေးမှွေလိုက်ပေါ့နော်အရင်မှွေလို့တော့မရဘူးပေါ့နော်ဖွားဖွားလေးပဲမှွေပေးရပါတယ်အဲ့ဒါကိုမိက2ကြိမ်ပဲပြုလုပ်ထားပါတယ်ကိုကတကယ်လို့မှမြေပဲကျုပ်ကိုထူထူလေးစားကျင်နေဆိုရင်တော့3ကြိမ်လောက်လုပ်ပေးပေါ့နော်စီကျက်သွားပြီဆိုရင်တော့မြေပဲကြုပ်လေးတွေကိုခွဲပြီးတော့မှကြော်ပေးပါမယ်တခါတည်းအကုန်လုံးထည့်ပြီးတော့မကြော်ဘူးပေါ့နော်သူကဒီမြေပဲလေးတွေကပေါ့နော်အများကြီးထည့်လိုက်တယ်ဆိုရင်ပူးသွားတယ်လို့ပါပြီးသွားပြီဆိုရင်တော့သူတို့မြေပဲလေးတွေကတ်သွားတဲ့ဟာလေးကိုအသာလေးပေါ့နော်ခွာပေးပါမယ်အရင်မှွေလို့မရပါဘူးရှင်မြေပဲကျုပ်လေးရစပြီးတော့မှအရောင်လေးတွေပြောင်းလာပါပြီမိကအထက်အောက်ကိုဖွားဖွားလေးမှွေပေးလိုက်ပါတယ်ဒီမြေပဲလေးတွေကပေါ့နော်အရောင်လေးပြောင်းပြီးတော့မှစီပုံတက်လာပြီဆိုရင်ဒီလိုဆယ်လို့ရပါပြီမြေပဲကျုပ်မှာစီတွေကတ်မယ်လို့ထင်တာပေါ့နော်စီလုံးဝမကတ်ဘူး6လေးနဲ့ကျွတ်ရွာလေးတော်တော်လေးစားကောင်းပါတယ်မိတို့ငယ်ငယ်တော့ဆိုရင်ចောင်းတန်တော့ခလေးဘွားတော့ဆိုရင်မြေပဲကျုပ်လေးခဏလည်းဝယ်စားဖြစ်တယ်ပေါ့နော်ငယ်ဘွားလေးကိုတော့ပြန်ပြီးတော့တတိရပါတယ်ကဲမင်းရဲ့ဘလော်လေးကဒီမှာပဲဆုံးသက်လိုက်ပါမယ်အားလုံးပဲတက်တာ